တဲကန်နာရဆိုတာ6တွေ့ပြီးအတမ်းမဲ့တဲ့နေရာလိုပဲလူတိုင်းကယူဆထားကြမှာပါဒါပေမဲ့တကယ်တော့ဒီလိုနေရာတွေမှာတော့မှရေကိုဖန်တီးယူလို့ရတယ်ဆိုတာသင်တို့သိပါသလားဒီနေ့မှာတော့ကျွန်တော်တို့ကလူသားတွေရဲ့ဉာဏ်ရည်နဲ့နည်းပညာတွေကတဲကန်နာရကြီးကိုဘယ်လိုအသက်သွင်းနေလဲဆိုတာကိုတန်တော်ဖြစ်စရာဇလန်းတစ်ခုနဲ့အတူပြောပြပေးသွားမှာပါအာဖရိကကရေရှားပါမှုကိုဖြည့်ရှင်းပေးခဲ့တဲ့မြူကိုဖန်နည်းပညာနဲ့တရုတ်ပြည်ရဲ့တဲကန်နာရကိုအစိမ်းအောင်ပြောင်းလဲခဲ့တဲ့စီမံကိန်းကြီးအကြောင်းကိုနားဆင်ကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့မော်ရိုကိုနိုင်ငံဆာဟာရတဲကနာရရဲ့အစွန်ဖျားဒေသကိုတွားကြည့်ရအောင်။ Anti Atlas တောင်တန်းတစ်ဝိုက်မှာရွာပေါင်းများစွာကရေပြက်လက်မှုတန်းကိုနှစ်ပေါင်းများစွာခံစားခဲ့ရပါတယ်။ဒီလိုအခြေအနေမှာဂျာမနီက Water Foundation လို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုကဒေသခံအင်ဂျင်နီယာတွေနဲ့ပူးပေါင်းပြီး Cloud Fisher ဆိုတဲ့စွန်သားကမ်းကြီးတစ်ခုကိုစတင်ခဲ့ပါတယ်။သူတို့ရဲ့စိတ်ကူးကရိုးရှင်းပါတယ်။အတ္တလန္တိတ်သမုဒ္ဒရာကနေတောင်တန်းတွေပေါ်ဖြတ်ပြီးဝင်လာတတ်တဲ့မနက်ခင်းမြူကိုတူတူတွေကိုအသုံးချဖို့ပါပဲ။ Cloud Fisher ဆိုတာကတော့6မီတာကျော်ပေ20ခန့်မြင့်တဲ့အေယာမပိုက်ကွန်တွေနဲ့ပြုလုပ်ထားတဲ့စနစ်တစ်ခုပါဒီပိုက်ကွန်တွေကိုတောင်တောင်းတွေမှာတက်ဆင်လိုက်တဲ့အခါဆော်ဆွတ်တဲ့လေတွေကမြူမုံလေးတွေကပိုက်ကွန်ပေါ်မှာစူးစီးပြီးတောက်တုံးနိုင်တဲ့ရေစက်တွေဖြစ်ပြောင်းလဲသွားပါတယ်ဒီနည်းပညာမှာလျှက်စင်မီမလို့စူညံတန်မလို့လေနဲ့စွမ်းငင်အားကိုပဲအသုံးပြုပါတယ် Cloud Fisher ပိုက်ကွန်10ခုပါတဲ့စနစ်တစ်ခုကဒီနေ့ကိုရေလီတာ600ကနေ1000လောက်ထိစုဆောင်းပေးနိုင်ပါတယ်ဒီပမာဏကရွာတရွာလုံးရဲ့နေ့စဉ်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ပါတယ်ရေမရှိလို့ဒုက္ခရောက်နေတဲ့ဒေသခံ15ရွာနဲ့ကျွဲနွား9000ကျော်အတွက်အသက်တစ်ခုကိုဒီနည်းပညာကဖန်တီးပေးခဲ့တာပါ။ဒါဆိုရင်ရေရှားပါမှုကိုဖြည့်ရှင်းတဲ့နည်းပညာကိုကြားပြီးသွားပြီဆိုရင်တော့တဲကနာယာကြီးကျေပြန့်လာတာကိုဘယ်လိုတားဆီးကြမလဲဆိုတာကိုလည်းကြည့်လိုက်ရအောင်။အခုတခါကျွန်တော်တို့တရုတ်နိုင်ငံရဲ့မြောက်ပိုင်းဒေသစီကိုခရီးဆက်ကြရအောင်။နှစ်ပေါင်းရောင်နေချီကြအောင်တရုတ်နိုင်ငံမြောက်ပိုင်းကဂိုဘီနဲ့တက်ကလာမာကန်တဲကနာယာတွေရဲ့ရန်ကိုခံခဲ့ရပါတယ်။လေမွန်တိုင်းတွေတိုက်ခတ်လာရင်ဘေကျင်းမြို့ပေါ်မှာတောင်မှကောင်းငယ်တစ်ခုလုံးတဲတွေနဲ့ဖုံးလွှမ်းသွားပါတယ်။ဒီလိုတဲကနာရကျေပြန့်လာတာကိုရင်ဆိုင်ဖို့အတွက်တရုတ်အစိုးရက1988ခုနှစ်မှာ Green Great Wall လို့ခေါ်တဲ့ရာစုနှစ်ချီစီမံကိန်းကြီးကိုစတင်ခဲ့ပါတယ်။ဒီစီမံကိန်းကတစ်တော်အတားအဆီးတစ်ခုတည်းမဟုတ်ပဲကီလိုမီတာ4500ကျော်မိုင်2800ရှည်လျားတဲ့တစ်ပင်ပန်းမှန်တွေလေကားတိုင်းတွေနဲ့ကန်တွေရဲ့ကွန်ရက်ကြီးတစ်ခုပါ။သူတို့ရဲ့ရည်မှန်းချက်က2050ခုနှစ်မှာဟက်တာ35တန်းဧက86တန်းခန့်အထိတစ်ပင်တစ်တော်တွေစိုက်ပျိုးဖို့ပဲဖြစ်ပါတယ်။တဲပြင်တွေကိုအစိမ်းအောင်ပြောင်းလဲဖို့အတွက်တရုတ်အင်ဂျင်နီယာတွေကထူးခြားတဲ့နည်းလမ်းကိုအသုံးပြုခဲ့ပါတယ်။အဲဒါကတော့ကောက်ရိုးစစ်တူရင်ခုံနည်းပညာပါ။သူတို့ကတဲကုံတွေပေါ်မှာကောက်ရိုးတွေကိုစတူကန်ပုံစံဥပမာပေ20ပတ်လည်တွေဖြစ်အောင်ကွန်ရက်တစ်ဖွဲပြုလုပ်လိုက်ပါတယ်။ဒီကောက်ရိုးကွက်တွေကတဲတွေလွင်ပါတာကိုတားဆီးပေးပြီးရွယ်ငွေကိုကြားရှည်စွာထိန်းထားပေးပါတယ်။ဒီလိုစစ်တူရင်ခုံကွက်တွေဖန်တီးပြီးတဲ့အခါမှာစက်ကစောပေါ်ပလာလိုမျိုးစေ့တွေကိုဒီကွက်တွေရဲ့အလဲပေါ်မှာစိုက်ပျိုးလိုက်ပါတယ်။အပင်ငယ်လေးတွေရဲ့အမြစ်တွေကကောက်ရိုးရဲ့အကာအကွယ်အောက်မှာရှင်သန်ကြီးထွားလာပြီးနောက်ဆုံးမှာတော့တဲကုံတွေကိုခိုင်မြဲစေတဲ့အစိမ်းအောင်ကွန်ရက်တစ်ခုဖြစ်ပြောင်းလဲသွားပါတယ်။ဒါဟာကွန်ကရစ်နဲ့တံမဏိတွေနဲ့တိဆောက်တာမျိုးမဟုတ်ပဲစိတ်ဓာတ်ခွန်အားနဲ့အသက်အယောင်ဖြစ်တဲ့အစိမ်းရောင်နဲ့ကမ္ဘာပေါ်မှာတိဆောက်ခဲ့တဲ့အကြီးမားဆုံးသောလူလုပ်စီမံကိန်းကြီးဖြစ်ပါတယ်။အခုဆိုရင်မြူကိုဖန်ပိုက်ကွန်တွေကနေစပြီးတဲကနာယာထဲမှာပေါက်တဲ့တစ်တော်တွေအထိဤပညာကကမ္ဘာပေါ်ကအချောက်တွေဆုံးနေရာတွေရဲ့အနာဂတ်ကိုတိတ်တဆိတ်ရေးဆွဲနေပြီဆိုတာကိုသင်သိရှိသွားပါပြီ။